စမွန်ချက်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ရိုးကြက်ကြော်လေးစားရတာညှင်းဝဲနေပြီဆိုရင်အခုတလောလိုင်းပေါ်မှာခစ်စားပြီးတော့လူငယ်တွေကြိုက်တွေ့နေတဲ့အင်ဒိုကြက်ကြော်လေးကိုစမွန်ရင်းချုံမုတ်ကလေးနဲ့တွဲဖက်ပြီးဖတ်တာပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရတာရှိလာတဲ့အင်ဒိုကြက်ကြော်လေးကိုဖတ်ကြည့်ရအောင်ကျမနဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အခုဆိုရင်တော့တန့်စင်အောင်ဆေးထားတဲ့ဒီချက်သားလုံးလေးကိုရတာနဲ့ပါတော့မယ်ထမဦးဆုံးစားလက်ဖက်ရည်စုံ3စုံလောက်ထည့်ပါမယ်စပွန်ရင်းကြုံမုတ်2စွန်းထည့်ပါမယ်ထောင်းထားတဲ့ဂျင်းလေးထည့်ပါမယ်ထောင်းထားတဲ့ကြက်သွန်ပြူလေးထည့်ပါမယ်မြုပ်ကောင်းမုတ်ကလေးနည်းနည်းထည့်ပါမယ်မဆလာလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့အသားတွေကိုအရသာလေးဝင်သွားအောင်နာနာနယ်ပါမယ်ရှင်အခုလိုစပွင်းရင်းချုံမုတ်ကလေးနဲ့နင်းထပ်ထားတဲ့အသားလေးတွေကိုနိုင်ဝက်လောက်ရတာဝင်သွားအောင်နှက်ထားပါမယ်ရှင်အခုဆိုရင်တော့ကြက်သားလေးတွေနင်းထပ်ထားတာနိုင်ဝက်ပြည့်သွားပါပြီအဲ့တော့ဒီကြက်သားလေးတွေကြော်ဖို့အတွက်ခဏလေးပြုတ်ပါမယ်ရှင်ပြုတ်မဲ့အိုးတွေကိုရေတစ်ဖန်ခွက်စာလောက်ထည့်လိုက်ပါမယ်နင်းထပ်ထားတဲ့အသားလေးတွေကိုထည့်ပြုတ်ပါမယ်ရှင်ဒီသားလေးတွေခဏနူးသွားအောင်နိုင်ဝက်လောက်ပြုတ်ထားလိုက်ပါမယ်ရှင်နိုင်ဝက်လောက်ကြာပြီဆိုရင်တော့စက်သားလေးကဒီလိုအခြေအနေလေးဖြစ်သွားပါပြီအခုလိုပြုတ်လိုက်လို့တင်းတင်းကြက်ကြက်ကလေးဖြစ်သွားတဲ့စက်သားလေးတွေကိုစကားလေးနဲ့ခဏဆက်ပြီးဆက်ထားပါမယ်ရှင်ခုချိန်နေမှာဆိုရင်တော့ချက်ကြော်လေးကြော်ဖို့အတွက်စင်စစ်ဖြစ်နေပါပြီရှင်ဒဲအိုးလေးကိုအပူပေးလိုက်တာဒဲအိုးလေးကအပူလောတော့ဖြစ်သွားပြီဆိုရင်စီလေးကိုထည့်ပါမယ်ဒီလိုချက်ကြော်ကလေကျွတ်ရွာဖို့ဆိုရင်စီပိုထည့်ရပါတယ်အဲ့ဒီမှာတော့စီထည့်တာကိုမနှမျောပဲများများလေးထည့်ဖို့လိုပါတယ်အခုဆိုရင်စီလေးတွေကလည်းပူလာပြီဆိုတော့ခုနပြုတ်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်ပါမယ်ကြက်ကြော်လေးတွေကတစ်ဖက်ကျွတ်လာပြီဆိုရင်နောက်တစ်ဖက်ကိုတန်ပေးပါမယ်ဒီဆိုရင်ကြက်ကြော်လေးတွေကလေရွှေဝါရောင်လေးတန်းပြီးတော့တစ်ချမ်းကလုံးဝကျက်သွားပြီးတော့နောက်အောက်ကတစ်ချမ်းလေးကျက်အောင်ခဏလောက်ကြော်ပြီးစောင့်နေကြပါမယ်ရှင်ကြက်ကြော်လေးတွေကရွှေဝါအောင်တန်းပြီးတော့အနံ့လေးကလည်းရမ်းကိုမှုလာပြီးစောင့်ကြကြလေးပေါ့ရှင်အခုဆိုရင်တော့ကြက်ကြော်လေးတွေကဝက်ပြင်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီဒီလိုအခြေအနေမျိုးရောက်ပြီဆိုရင်ကြက်ကြော်လေးတွေကိုစီစစ်ဖို့အတွက်စကားလေးတွေကိုထည့်ထားလိုက်ပါမယ်ဒီလိုချက်တော်လောက်ရတာအရမ်းလွယ်ကူပါတယ်ရှင်။ဒါချက်တော်ဆိုရင်လေဒါကျမတပိတ်တောင်ဝယ်လာတာ၄ပိုင်းရတယ်ပေါ့နော်။တပိတ်တောင်ဒါ2000ပေးရတယ်။တစ်တုံးကို9000ပဲကျတယ်။ဒီမှာဝယ်စားမယ်ဆိုအရမ်းပဲဈေးကြီးပါတယ်။ကိုယ့်ဒီမှာလွယ်လွယ်ကူကူနဲ့တို့စားကြည့်ကြပါနော်။ဒီကလည်းစားရတာပေါ့ရှင်။ခုနချက်တော်ထားတဲ့စီရဲကိုရုပ်သီးအနီလေးတွေနဲ့ရုပ်သီးအစိမ်းလေးကိုချက်ကြော်ပါမယ်ရှင်။ဒီရုပ်သီးကြော်ထားတဲ့စီရဲကိုစက်သွန်ပြူလေးပါခါရဲထည့်ကြော်ပါမယ်ဒီလိုကြော်တဲ့အခါမှာမီးရှိန်ကိုရှော့ထားရပါမယ်။မြေသီးစိမ့်တွေကပေါက်တက်လို့ပါရှင်။
ရုပ်သီးကြော်လေးတွေဒီလိုအချင်းတွေမျိုးလေးရောက်ပြီဆိုရင်ဆက်ထုတ်လိုက်ပါမယ်အခုဆိုရင်တော့ကြက်ကြော်ကြော်ထားတဲ့စီထဲမှာဒီငရုတ်သီးစိမ့်လေးနဲ့ကြက်သွန်ကြီးလေးကိုထည့်ကြော်ပြီးသွားပါပြီအမှန်ဆိုရင်တော့ဒါကငရုတ်စုံနဲ့ထည့်ထောင်းလည်းရပါတယ်ကျမကတော့ချိတ်ဆက်ကလေးလည်းရှိနေတာနဲ့လွယ်ကူသွားအောင်လေအကုန်လုံးရောပြီးချိတ်ဆက်ကလေးနဲ့ပဲချိန်ပါမယ်ဒါလို့ချိတ်ဆက်မရှိတဲ့လူတွေကငရုတ်စုံနဲ့ထောင်းလို့ရပါတယ်နော်ဒါကတော့ကြက်သွန်ပြူလေးနဲ့ငရုတ်သီးစိမ့်ကြော်ထားတာလေးကိုထည့်လိုက်ပါမယ်အဲ့ဒီမှာလေငရုတ်သီးစိမ့်ကကိုစားနိုင်တဲ့လောက်ပဲလုပ်ပါနော်အများကြီးတွေထည့်တဲ့အခါကျရင်လေစက်ပြီးကြက်ကြော်ရဲ့ရတာကိုလည်းပျက်စီးတတ်လို့ပါရှင်စပွန်ကြီးကြော်မုတ်ကလေးတစုံထည့်ပါမယ်ရှင်ညံပြားရည်လေးတစုံထည့်ပါမယ်ရှင်ဒါကတော့ခုနကြက်သားပြုတ်ထားတဲ့ကြက်ပြုတ်ရည်လေးပါရှင်ဒါကတော့နန်းနန်းမြင်လေးပါရှင်ကျမကလေချိတ်ဆက်နဲ့မို့လို့လေကြက်ပြုတ်ရည်တို့ငံပြားရည်တို့ကိုလေတခါတည်းထည့်ပြီးတော့ကြိတ်လိုက်တာပါမိမိတို့ကရုပ်စုံနဲ့ထောင်းမယ်ဆိုရင်တော့အရည်တွေကိုထောင်းပြီးမှသာရောဆက်ရမှာဖြစ်ပါတယ်ချိတ်ဆက်နဲ့ကြိတ်တာနဲ့ရုပ်စုံနဲ့ထောင်းတာအတူတူပဲဖြစ်တဲ့အတွက်မိမိတို့စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်ရှင်6 ရက်ကလေးနည်းနည်းလေး3 ရက်လောက်လည်းထည့်ပါမယ်မထည့်ရင်လည်းရပါတယ်ကျမအိမ်မှာအစင်သင့်ရှိနေလို့ထည့်လိုက်တာပါထည့်ပြီးပြီဆိုရင်တော့တမယာသီးလေး3 လုံးလောက်ကိုပြစ်ထည့်ပါမယ်ကျမကကြက်သားတစ်ပိတ်သာဆိုတော့လေတမယာသီး3 လုံးထည့်ရတာပေါ့ရှင်မိမိတို့ကအချင်းကြရင်လည်းပို့ထည့်ပါအချင်းမကြရင်လည်း short ထည့်ပါဒါကတော့မိမိတို့ရဲ့စိတ်ကြိုက်ပါပဲရှင်အခုလိုစုံထည့်ပြီးဆိုရင်တော့စိတ်ဆက်ကလေးနဲ့ထည့်ကြိတ်လိုက်ပါမယ်ကြိတ်ပြီးတဲ့အခါမှာတော့ရုပ်သီးနှစ်ကလေးကဒီလိုအချင်းလေးကိုရသွားပါပြီရတာနဲ့ငယ်နီးစမ်းကြည့်ပါမယ်ရတာလို့တော့ပါပဲရှင်အခုဆိုရင်တော့ကြော်ပြီးသားချက်ကြော်လေးတွေကိုနည်းနည်းလေးပြားသွားအောင်ခြေသွားအောင်နည်းနည်းလေးထုလိုက်ပါမယ်နှထုထားတဲ့ကြက်ကြော်လေးကိုကျမဆက်ထားတဲ့ရုပ်စော့လေးနဲ့ဆက်ဆက်အောင်ဒီလိုလေးပြင်ပေးပါမယ်ရှင်စပွန်ရဲချုံမို့ကလေနည်းနည်းလေးထည့်ရမယ်အများကြီးချိုတဲ့အတွက်စက်သားပြုတ်တဲ့နေရာမှာပဲသုံးထားပါတယ်နော်ကြော်တဲ့နေရာမှာတော့ဘာလို့ဘာမှထပ်မထည့်ထားပါဘူးရုပ်စော့ဆက်တဲ့နေရာမှာလည်းဒီငရုပ်စော့အများကြီးကိုစပွန်ရဲချုံမို့ကလေးတစုံမဲ့ထည့်ပြီးတော့လုပ်ထားတာဖြစ်ပါတယ်စပွန်ရဲချုံမို့ကစားတကြားရောနှောပြင်းပြီးတော့သဘာဝပစ္စည်းများနဲ့ပဲပြုလုပ်ထားတာဖြစ်တဲ့အတွက်လေနည်းနည်းလေးထည့်လိုက်တာလည်းအများကြီးတာသွားပါတယ်နော်အများကြီးထည့်စရာမလိုပါဘူးရှင်အခုဆိုရင်တော့ရတာရှိလာတဲ့အင်ဒိုကြက်ကြော်လေးကိုချက်လို့ပြီးစီးသွားပါပြီရတာရှိလာတဲ့အင်ဒိုကြက်ကြော်လေးကိုအိမ်မှာလည်းအင်ရှင်မတို့လိုက်လို့စားကြည့်ကြပါနော်စပွန်ကြီးချုပ်မုတ်ကလေးထည့်ဖို့တော့မလွတ်နဲ့ပေါ့နော်ပြောင်းမှုကြံပလောပိနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရန်ကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့ရှလွတ်နဲ့ရတာရှိသွားမယ်နော်စပွန်